Ewun kli ewun ke li taya. Payadikin ka mingo chide. Sin Yohan tong chachao. Payadikin I ta do go yoji do tu abound di betsi chinto mayao. Tawra tego ya se chinga. Payadikin di mimi nai. The body do ta do go sun do mu di. Tai ang logi ta do go chit do mu I. Tungi chinto. ဤဒီမှာကျွန်တော်တို့ခရိယာန်များအတွက်အလွန်တန်ဖိုးရှိသောအတည်င်းစကားဖြစ်သည်အခုမြင်းစိတ်မှာချထားတယ်ဖျားသခင်ဤသားတော်ယေရှုခရစ်ကိုယ်တိုင်ခကျွန်တော်တို့အားဤတို့ပြောင်းခဲ့သည်ဖျားသခင်သည်လူသားတို့ကိုချစ်တော်မူ၏ယနေ့လူများစွာသည်ယေရှုကိုမယုံကြည်ကြသေးပါဖျားသခင်သည်လူသားတို့ကိုချစ်ကြောင်းကိုတင်မတိတော့ကြောင့်ဖြစ်သည်တငယ်ချင်းတို့ဖျားသခင်သည်လူသားတို့ကိုချစ်မြတ်နိုးကြောင့်တင်တိပါကတင်သည်ယေရှုကိုစေးစေးကတဲ့ကလက်ခံခဲ့ပေမည်ဖျားသခင်သည်လူသားတို့ကိုချစ်သည်ဆိုလိုဒီမှာဖျားသခင်သည်တင့်ကိုချစ်သည်သခင်ယေရှုကိုယုံကြည်ခြင်းသည်လူသူတို့နှင့်မတက်ဆိုင်ဟုလူအများကထင်မြင်ကြသည်အိုးငါတငယ်ချင်းဖျားသခင်ကလူသားတွေကိုချစ်တယ်ဆိုတာမင်းသိရမယ်ဆိုလိုချင်တာကဖျားသခင်ကမင်းကိုချစ်တယ်ဖျားသခင်ကတင့်ကိုချစ်တယ်ဖျားသခင်ဒီတင်းနဲ့အတူနဲ့ဆိုင်ပတ်သက်နေပါသည်ဒါကြောင့်စိတ်စေနဲ့ဆက်ဖတ်ပေးပါသခင်ယေရှုကကျွန်တော်တို့ကိုပထမဆုံးပြောပြတယ်မှာဖျားသခင်ဖျားသခင်ကပထမပြဒနာငါတငယ်ချင်းဤပြဒနာဒီဖျားသခင်ဖြစ်သည်ဉာဏ်အလင်းဖြစ်သေးသလားဖျားသခင်အပေါ်တင်းအမင်ကပေလို့လေဖျားသခင်ကိုတင်းပေလို့ထင်တယ်လေဤစัจ wala တွင်ဖျားသခင်အမှန်တကယ်ရှိမရှိကိုတင်းတွေးတော်နေမီလောနေမီလားတငယ်ချင်းတို့ဖျားသခင်ဤမမြင်နိုင်တော့ထင်ရှားပြတမှုများသည်ထာဝရတကူတော်ဖြစ်ပြီးကဘာကိုဖန်ဆင်းချိန်မှစ၍သူဖန်ဆင်းထားသည်များတွင်ကိုတော်ဤတဘဝကိုစင်လင်းမြင်တွေ့ရသောကြောင့်အကြောင်းပြချက်မရှိပဲဖြစ်ကြသည်ဟူသောကျမ်းချက်ကိုကြည့်စုရန်တင့်အားကျွန်ုပ်ဖိတ်ခေါ်ပါသည်ယောမ1:20ကောင်းကင်မြေကြီးနှင့်ဖန်ဆင်းခြင်းအလုံးသည်ဖျားသခင်တည်ရှိကြောင်းအထောက်အထားများဖြစ်သည်ဖျားသခင်ဖန်ဆင်းသောကောင်းကင်နှင့်မြေကြီးနှင့်ဖျားသခင်ဖန်ဆင်းသည်မြဖျားသခင်အသက်ရှင်ကြောင်းတက်တည်ခံရန်ဖျားသခင်ကိုကျွန်တော်တို့မျက်စိဖြစ်မမြင်ရတော့လဲဖျားသခင်ဖန်ဆင်းထားသည်မြကိုအခြေခံ၍ဖျားသခင်ရှိတီကိုကျွန်တော်တို့သိနိုင်သည်ငါတို့မျက်စိနှင့်မြင်သည်မြကငါတို့မမြင်နိုင်တဲ့ဖျားသခင်အကြောင်းပြောပြတယ်ဖန်ဆင်းခြင်းဤတည်ရှိမှုဒီ၎င်းကိုဖန်ဆင်းတော်မူသောဖျားသခင်တည်ရှိခြင်းအတွက်တက်တည်ဖြစ်သည်ထို့ကြောင့်ဓမ္မကျမ်းစာကဤသို့ဆိုသည်ကောင်းကင်သည်ဖျားသခင်ဘုန်းတော်ကိုထင်ရှားစေ၍မိုးကောင်းကင်သည်အမှုတော်ကိုဖော်ပြတော်မူ၏ကောင်းကင်မြေကြီးနှင့်အရာခတ်သိမ်းတို့သည်ဖျားသခင်မပြတ်မလတ်နေညမပြတ်အသက်ရှင်နေတော်မူကြောင်းကျွန်တော်တို့အားပြောပြသည်အတန်ကိုမကြားရတော့လဲအမှန်အတိုင်းမြင်နိုင်သည်၎င်း၏တည်ရှိမှုသည်အရာခတ်သိမ်းကိုဖန်ဆင်းတော်ဖျားသခင်ရှိတော်မူကြောင်းကျွန်တော်တို့အားပြောပြသည်